Okay ကျွန်တော်အရင်ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ဒီပါမော့စကိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးခဲ့တာပါเนาะမော့စကိုမော့စကိုကအဓိကမော့စကိုက binary system တစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်ရှင်းပြခဲ့တယ်ကျွန်တော် standard DOS ကိုသုံးပြီးတော့ကျွန်တော်information တွေဆက်သွယ်လို့ရပါเนาะအဲ့တော့ binary system ဆိုတာကြတော့ပြန်ပြီးတော့နည်းနည်းနွေးပြရမယ်ဆိုရင်ကျွန်တော်မှာရှိတဲ့သူသုံးတဲ့အရေးအတွက်ပေါ်မူတည်ပြီးတော့okay ကျွန်တော်တနေရာပဲသုံးမယ်ဆိုရင်dot dash နဲ့နှမျိုးပဲဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့သူ့အရေးအတွက်ကိုပြမယ်ဆိုရင်2 to the power 1 okay ကျွန်တော်နှစ်နေရာသုံးမယ်ဆိုရင်ဖြစ်နိုင်တဲ့အရေးအတွက်ကကြတော့ကျွန်တော်တို့က dot dash ဖြစ်နိုင်တယ် sorry dotဖြစ်နိုင်တယ် dot dash ဖြစ်နိုင်တယ် dash dot ဖြစ်နိုင်တယ်ပြီးတော့ dot ဖြစ်နိုင်တယ်အဲဆိုတော့ကျွန်တော်2 to the power နှစ်ခုသုံးမယ်ဆိုတော့2ပေါ့နော်ဒီ3ခုသုံးမယ်ဆိုရင်2 to the power 3အဲ့ဒါကျွန်တော်တို့ဆက်ပြီးတော့တွားလို့ရတယ်ပေါ့နော်အဲ့တော့အကယ်၍ကျွန်တော်တို့ကအများကြီးသုံးမယ်ဆိုရင်ကျွန်တော်ဖော်ပြလို့ရတဲ့ကုတ်ရေးတွေကအများကြီးပြောမယ်ပေါ့နော်ကျွန်တော်ဒီ Moscow မှာတော့4နေရာ5နေရာလောက်ထိပဲသုံးတယ်ပေါ့နော်2 to the power 4 2 to the power 5ဆိုတော့အကယ်၍အဲ့တော့အဓိကကျွန်တော်ပြောချင်တာ binary system ဆိုတာကြတော့ကျွန်တော်တို့ဖော်ပြလို့ရတယ်သူ position အရေးအတွက်ပေါ့နော်ဥပမာဒီလိုနှစ်ခုသုံးပါလားကျွန်တော်သုံးခုရေးပါလားအဲ့လိုနေရာ position များလာတဲ့အများကျွန်တော်တို့ဒီမှာဖော်ပြလို့ရတယ်ကိုယ့်အရေးအတွက်ကလည်းဘယ်လိုပုံစံနဲ့သွားလဲဆိုတော့2 to the power n နဲ့သွားတယ်ပေါ့နော်အဲ့တော့ဒီအောက်ကဒီအခြေ base လေးက2ဖြစ်နေတယ်အဲ့ဒီ2ဆိုတာကြတော့ဗာနှစ်မျိုးပဲရှိတော့ကျွန်တော်တို့က2ဖြစ်နေအောင်အဲ့ဒါကျွန်တော်တို့ကတစ်မျိုးပဲရှိတဲ့ system ဘယ်လိုခေါ်လဲဆိုတော့ binary လို့ခေါ်တယ် okay အဲ့တော့ကျွန်တော်ဒီနေ့ကျတော့နောက်တစ် binary စနစ်လေးတစ်ခုပေါ့နော်အဲ့ဒါကျွန်တော်မိတ်ဆက်အဲ့တော့နောက်တစ်စနစ်တစ်ခုကျတော့ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီ mouse code ဆိုတဲ့distributed mouse ပေါ့နော်သူကဒီရင်ခဲ့အဲ့တော့သူတယောက်တည်းကပဲဒီလိုမျိုးကုတ်မျိုးဒီရင်ခဲ့တာမဟုတ်ဘူးနောက်ထပ်တယောက်ရှိသေးတယ်ပေါ့နော်အဲ့သူကနာမည်ကကျတော့ကျွန်တော်တို့Louis Bray ဆိုတဲ့ကောင်လေးပေါ့နော်အကောင်လေးကသူကငယ်တဲ့ကညံကောင်းတယ်ဒါပေမဲ့လည်းငယ်တော့သူအဖေရဲ့အလုံးကျွန်တော်လည်းမသာဆော့ခိုင်းနေတော့မျိုးလုံးထိနေပြီးတော့သူမျိုးလုံးကွယ်သွားရပါတော့ဒါပေမဲ့မျိုးလုံးကွယ်သွားပြီမှလည်းသူမျိုးလုံးကွယ်သွားပြီမှလည်းသူကငိုတွေကလိုမျိုးညံကောင်းတဲ့ကလေးဖြစ်တယ်ပြီးတော့တင်လို့သိရှိတဲ့ကလေးဖြစ်တယ်ဆိုတော့သူမိဘတွေကနေပြီးတော့သူတို့ဖြစ်အကောင်လေးတော့ပြင်သစ်နိုင်ငံမှာမွေးတာနော်ပြင်သစ်နိုင်ငံက Paris မြို့မှာတော့မဟုတ်Paris မြို့နားမှာရှိတဲ့ကျွန်တော်သူမြို့ငယ်လေးတစ်ခုမှာမွေးတာပေါ့ဒါပေမဲ့သူကလည်းမျိုးလုံးကွဲသွားပြီးနောက်မှာသူမိဘတွေကသူလိုမျိုးမြင်ပေါ့နော်လူငယ်ကျောင်းကိုသူပို့လိုက်တာပေါ့အဲ့ကျောင်းမှာသူကအဲ့ချိန်မှာလည်းသူတို့မျက်စိမမြင်တဲ့သူတွေအတွက်ကျွန်တော်တို့ရေးစာရေးတဲ့စနစ်တစ်ခုရှိတယ်ဒါပေမဲ့စနစ်ကတိတ်ပြီးတော့မကောင်းဘူးပေါ့နော်ဘာလို့ဆိုသူတို့က A ကိုတကယ် A ရဲ့ရှိတ်တိုင်း A B ရဲ့ရှိတ်တိုင်း B C ရဲ့ရှိတ်တိုင်း C ဆိုရယ်အဲ့လိုမျိုးစနစ်မျိုးပေါ့ဒါပေမဲ့အဲ့စနစ်ကိုဒီကောင် Bray ကတော့တိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်အဲ့တော့ဒါပေမဲ့အဲ့ချိန်မှာဖြစ်ချင်တော့သူတို့ရဲ့အကြောင်းမှာလာပြီးတော့ကုညီပေးတဲ့နောက်ထပ်စစ်ဘိုလ်ကြီးတယောက်ရှိရပေါ့နော်သူတို့ရဲ့ပြင်သစ်တမတော်ပေါ့နော်အဲ့တမတော်ကစစ်ဘိုလ်တယောက်ပေါ့အဲ့သူတို့ရဲ့ဒီနည်းနည်းကြောင်းလာပြီးဝင်ထွက်လေးရှိရကောင်အဲ့ဒီစစ်ဘိုလ်ရဲ့သူ့ဘာစနစ်လေးတစ်ခုပေးခဲ့လဲဆိုတော့သူတို့စနစ်လေးမှာမော်အီးမေးထဲမှာဆက်သားချင်းဆက်တဲ့အခါမှာသူတည်နေတာတဲ့စနစ်လေးတစ်ခုပေးခဲ့တယ်အဲ့စနစ်လေးကဘာလဲဆိုတော့သူကလိုမျိုးသူတို့စာရွက်လေးလို့paper လိုမျိုးမှာသူကဖူးလေးလုပ်ပြီးတော့အဲ့လိုပို့တဲ့စနစ်လေးပေါ့နော်အဲ့စနစ်လေးတုံးပေးခဲ့တာပေါ့သူတို့တင်ပေးခဲ့အဲ့ချိန်မှာဒီကောင်လေးကအသက်ကငယ်ပဲရှိတယ်12နှစ်13နှစ်လောက်ပဲရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့စနစ်ကအရန်ရှုပ်ပြီးတယ်သူတို့ချင်းချင်းပဲနားလေပြီးတော့စလုံးတွေအများကြီးပို့ဖို့အတွက်အဆင်မပြေဘူးပေါ့နော်အဲ့တော့သူက break ကသူကလိုလုပ်လဲဆိုတော့အဲ့စနစ်ကသူကထပ်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်စိတ်တိုင်းနဲ့သူကထပ်ပြီးတီထွေးလိုက်တယ်အဲ့တော့သူကဘာလို့အဲ့စနစ်ကိုကြိုက်လဲဆိုတော့သူကအဲ့လိုအပေါက်လေးသူမို့အဲ့ဆာရက်ပေါ်မှာအဖုလေးသူမို့အပေါက်လေးလုပ်တဲ့ဟာကျွန်တော်ဖတ်ရလွယ်လို့မျိုးသူတို့အမောင်တဲ့သူတွေဖတ်ရလွယ်လို့မျိုးပေါ့နော်မျက်စိမမြင်တဲ့သူတွေကလည်းလက်လေးနဲ့ဖတ်လို့ရတယ်ပြီးတော့ရေးရလည်းပို့ပြီးလွယ်တယ်ပေါ့နော်အဲ့တော့ S နဲ့ကသူက
ပို့ပြီးတော့ကောင်းအောင်တီထွင်လိုက်တယ်ပေါ့တီထွင်လိုက်တဲ့အချိန်မှာသူတက်က15နှစ်ပဲရှိသေးတယ်အဲ့တော့15နှစ်တော့ငယ်လေးရှိတယ်ကိုယ်တိုင်ရွယ်ပေါ့နော်အဲ့ရွယ်ပဲရှိတယ်ဒါပေမဲ့အဲ့အချိန်မှာတီထွင်လိုက်တဲ့ကျွန်တော်စနစ်ကိုအဲ့ကုတ်ကိုဘယ်လိုခေါ်လဲဆို brain ကုတ်လို့ခေါ်တယ်နော်အဲ့တော့တော်လည်း Moscow လို့ပဲတော်လည်း binary system ကိုပဲအဲ့ဒီကောင်လေးမွေးတော့ခုနှစ်ကကျွန်တော်တိကျတော့မမှတ်ဘူးဒါပေမဲ့1800အဲ့ကြောင်လေးမှာပဲမွေးခဲ့တာပဲเนาะအဲ့တော့ဒီကုတ်သူတွင်လိုက်တဲ့အချိန်က1800ကျော်မြန်မာနိုင်ငံမှာကုန်းပေါင်မင်းသက်ပဲရှိအောင်ပဲအဲ့တော့အဲ့ဒီအချိန်နဲ့ဒီတွင်လိုက်တဲ့ကုတ်ကကျွန်တော်အခုယနေ့ခေတ်အချိန်လေးပေါ့เนาะဒီကုတ်ကိုနည်းနည်းပါးလေးပဲပြင်ဆင်ပြီးတော့သူကပြောင်းလဲပြီးတော့သုံးရုံပဲเนาะအဓိကအပြင်တော့အခြေခံတော့မဟုတ်ပါဘူးဒီကုတ်ကိုပဲနည်းနည်းလေးပို့ပြီးတော့အခုယနေ့ခေတ်မှာပို့ပြီးတော့ကောင်းအောင်လုပ်ပြီးသုံးနေအောင်เนาะအဲ့တော့brain ကုတ်ကအဓိကဘယ်လိုဖွဲ့စည်းထားလဲဆိုတော့ကျွန်တော် binary ကျွန်တော် Moscow မှာဆိုကျွန်တော်တို့သုံးတဲ့သင်္ကေတဘယ်လိုနှစ်မျိုးပဲရှိအောင်เนาะ dot နဲ့ dash နဲ့ပေါ့เนาะပြီးတော့ဒါပေမဲ့နေရာအကျတော့ Moscow ကကြတော့ကျွန်တော်စပြီးတော့တနေရာရှိမယ်ပြီးကျွန်တော်တို့2နေရာ3နေရာရှိမယ်ပြီးရင်3နေရာ3နေရာရှိမယ်ပြီးရင်4နေရာ3နေရာရှိမယ်เนาะMoscow ကကြတော့ကျွန်တော်တို့လိုတော့ချက်လို့ရတယ်နေရာဆိုတော့ limit မရှိဘူးဒါပေမဲ့သူတို့ကအားနေကြကကြတော့ရှည်လာနဲ့အမျှဒီလိုဘေးတဲ့လိုဖြစ်လာမှာဥပမာ6ဒါ4ခုပဲရှိတယ်5ခုဆိုရင်ဒီလိုဖြစ်သွား6ခုဆိုရင်တော့ရှည်ရတော့ခတ်သွားအရင်ရှည်သွားတယ်ဆိုတော့အဲ့ရောဒီ break ကိုရဲ့အတားကြကကြတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကသူ့မျိုး horizontal position နဲ့ horizontal မထားရနဲ့သူကဘယ်လိုထားရလဲဆိုတော့ကျွန်တော်ကြည့်တဲ့ဆက်ရတယ်သူကတို့ထားရတယ်ဟိုဘက်ဒီဘက်အဲ့တော့metric အနေနဲ့ပြောရင် row က3 column 2ပေါ့နော် 3/2 column နဲ့တော့ထားလိုက်တယ်ဒါပေမဲ့တကယ်ကျွန်တော်ဒီ whiteboard မှာ Moscow လို့ပြောလို့ sorry break လို့ပြောလို့မရပါဘူးသူကအဖုလေးနေသူကစာရွက်ပေါ်မှာဖောင်းကြလေးနေထွက်နေအောင်လုပ်ထားပါတော့အဲ့တော့ကျွန်တော်တို့ကဒီ whiteboard မှာကျတော့အဲ့လိုမျိုးဖောင်းကြလို့မရတဲ့ခါကျတော့ကျွန်တော်မျိုးလုပ်မယ်ဆိုတော့အပြာရောင်ကကျတော့ကျွန်တော် flat ဖြစ်တဲ့ဒီမျက်နှာပြင်ကိုကျွန်တော်ကုစားပြုလိုက်ပြီအနီရောင်ကကျတော့ဖောင်းကြနေတဲ့နေရာလေးကျွန်တော်ကုစားပြုဥပမာဒီ6နေရာ flat 6နေရာရှိရဆိုဒီနေရာလေးမှာဖောင်းကြနေတယ်ဆိုတော့ဒီနေရာလေးကိုအနီချလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ Moscow မှာတော့ကျွန်တော် state နှစ်ခုရှိတယ်နော်10နဲ့ sorry dot နဲ့ dash နဲ့အဲ့ဒီ brain မှာ brain code မှာကျွန်တော် state နှစ်ခုပဲရှိတယ်အဲ့ဘာ state လဲဆိုတော့ကျွန်တော်တို့ကပုံမှန် flat ဖြစ်နေတဲ့နေ့အခြေအနေနဲ့ကျွန်တော်တို့ဖောင်းကြနေတဲ့ဒါပါကျွန်တော် race လို့ကျွန်တော်ခေါ်လိုက် race state ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုး state နဲ့ခွင့်ရှိအဲ့တော့မျက်စိမမြင်တဲ့ဆိုတာသူလက်လေးနဲ့သူဒီထိတ်နေဆိုဆန်းလိုက်တာဒီနေရာလေးဖောင်းကြနေဆိုတော့တန်းတည်ရပါတော့အဲ့တော့ဒီမှာလည်းကျွန်တော်တို့က state ကနှစ်ခုပဲရှိတယ်ဒီမှာလည်း state ကနှစ်ခုပဲရှိတယ်အဲ့တော့သူတို့နှစ်ခုတော့ပြောရင်ဒီလိုပဲသူတို့နှစ်ခုလား binary system ပဲဟုတ်တယ်နော်အဲ့တော့ binary system ပဲဆိုတော့ကျွန်တော်တို့ကဒီမှာ position ဘယ်နှခုရှိလဲဆိုတော့ break code မှာ position က6ခုရှိတယ်နော်အဲ့တော့6ခုရှိတဲ့အတွက်သူရဲ့ဖြစ်နိုင်တယ်စုစုပေါင်းရေးနိုင်တဲ့ code က2 the power 6ပေါ့နော်အဲ့တော့2 the power 6ဆိုတော့ကျွန်တော်တို့ကရှင်းလေးဆို64ပေါ့နော်ကျွန်တော်တို့ကိုအမျိုးအစားပေါင်း64ကိုကုစားတွေ့နိုင်တယ်အဲ့တော့64ခုကဘယ်လိုဖြစ်နိုင်လဲဆိုတော့မဖြစ်နိုင်ကြရအများကြီးပဲဒါပေမဲ့ကျွန်တော်တို့တစ်ခုချင်းစီပဲစဉ်းစားကြည့်ရင်ကျွန်တော်တို့မှာလိုအပ်လေးရှိတစ်ခုရှိနေမယ်ဆိုတော့ကျွန်တော်ပြတဲ့အစနေရချက်ပါလိုက်လိုရှိနိုင်မယ်ဒါမှမဟုတ်ဒီလိုရှိနိုင်မယ်ဒါမှမဟုတ်ဒီလိုရှိနိုင်မယ်ဟုတ်ပြီနော်ဒါကြတော့ဥပမာပြတာပေါ့ဒါမှမဟုတ်ဘာမျိုးလဲရှိနိုင်မယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ကဖောင်းကြနေကျွန်တော်တို့က on လို့ယူဆရရတယ်ဖောင်းကြနေ off လို့ယူဆရရတယ်အဲ့ state နှစ်ခုမှာအဲ့လိုမျိုးကျွန်တော်တို့ကစုပေါင်းကုတ်ပေါင်း64ကိုကျွန်တော်ကုစားပြုလို့ရတယ်အဲ့တော့ဘာလို့64ခုတောင်လဲလိုပါလဲဆိုတော့
64ခုရလို့လိုရလို့တော့မဟုတ်ဘူးဒါပေမဲ့64ခုရှိရတယ်ကျွန်တော်တို့ABC အပြင်တခြားအများကြီးကိုကျွန်တော်ခုစားပြုလို့ရတယ်ဥပမာအင်္ဂလိပ်ဆိုတော့26လုံးပဲရှိရတယ်3ပုံတစ်ပုံလောက်ပဲရှိရင်ကျွန်တော်ခုစားပြုလို့ရတယ်64မျိုးအဲ့တော့ဒီကုတ်လေးနဲ့ကြည့်ရအောင်အရင်ဆုံးကျွန်တော်ဒါပုံပြန်ဖြတ်လိုက်မရှိလဲဆိုတော့ position ကိုကျွန်တော်ဘယ်လိုသတ်မှတ်မလဲဆိုဒီကောင်ကိုဒီကောင်နဲ့ဒီကောင်ကို3ဒီကောင်ကြတော့4ကောင်5ဒီကောင်60ပဲကျွန်တော်သတ်မှတ်နော်position နေရာလေးကျွန်တော်သတ်မှတ်လို့ရတယ်အဲ့တော့ဟုတ်ပြီအဲ့တော့ A ကိုဘယ်လိုရေးမလဲA ကိုဘယ်လိုရေးမလဲဆိုကျွန်တော်တို့က A ကိုsorry A ကိုရေးမလို့ A ရလားဆိုA ပေါ့နော် B ရကြတော့ဒီကောင်လေး on မယ်ဒီကောင်လေး on မယ်ဒါ B အဲ့တော့ C ရကြတော့ကျွန်တော်တို့ကဒီကောင်လေး on မယ်ဒီကောင် on မယ်အဲ့တော့ C D ရကြတော့ကျွန်တော်တို့ကအဲ့လိုမျိုးပေါ့နော်ဒါ D အဲ့တော့အစရှိတဲ့ပြုမှာအဲ့တော့ Z ထိကျွန်တော်ရေးလို့ရစကြတော့ကျွန်တော်ဘယ်လိုဖြစ်မလဲဆိုတော့ on မယ် on မယ်ဟုတ်လားဒါလည်းဇာတ်ပါနော်အဲ့တော့ ABC ပြနေပြီစက်တိကျွန်တော်တို့ယူရအောင်လေအဲ့တော့ကျွန်တော် UME ဆိုပြီးတော့အဲ့လိုရေးနေဆိုရင်ပေါ့အင်္ဂလိပ်လို U me လို့ရေးနေဆိုရင်ကျွန်တော်တို့ဘယ်လိုရေးရလဲဆိုတော့ဟိုရ on မယ် off မယ် on မယ် on မယ် on မယ်off မယ်မီပါနော်အဲ့တော့ကျွန်တော်တို့ကဒီပုံစံမျိုးရေးလို့ရတယ်အဲ့တော့သူရဲ့အားသာချက်တွေကြတော့ကျွန်တော်တို့သူကဟိုလိုမျိုးကျွန်တော် Moscow လိုမျိုး5ခု6ခုဆိုအရှိရေးရေးတယ်လို့သူ့ဘက်ကကျွန်တော်က fix ဖြစ်နေပါတော့အဲ့တော့ဒီကြားတဲ့ space တွေကလည်းခံမှန်းလို့ရတယ်အဲ့တော့အမောင်ထဲမှာပဲဖြစ်ဖြစ်ကျွန်တော်တို့မြင်နေလို့ပဲဖြစ်ဖတ်လိုက်တော့အဲ့ဒီကိုဖတ်လို့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒီလိုရေးလို့ရတယ်ဒါပေမဲ့အဲ့ဆို A ကနေပြီးတော့ Z 26လုံးပဲရှိတယ်အဲ့တော့ကျန်တဲ့စလုံးတွေကဘာလို့ဖို့လဲကျန်တဲ့စလုံးတွေကကျတော့ကျွန်တော်တို့ကဘာလို့ဖို့လဲဆိုတော့ဥပမာအင်္ဂလိပ်စာမှာကျွန်တော်အရင်အသုံးများတဲ့စလုံးတွေရှိရပါတော့အဲ့တော့အသုံးများတဲ့စလုံးတွေကိုကျွန်တော်တို့ကဒီမျိုးအဆက်တွေနဲ့ကုစားပြုလို့ရတယ်ဥပမာဒီစလုံးတော့ဒါ B ဆိုကျွန်တော်ဒီလိုရေးလို့ရတယ်ပေါ့နော်အဲ့တော့ B ကိုကျွန်တော်ကဒီမျိုးဂျားထဲမှာစကားစုတွေဂျားမှာတွေ့တော့ဒါ B ပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ B ကိုကျွန်တော်တနေရာထဲမှာတွေ့ခဲ့ဥပမာဒီမျိုးလို့ရှိနေအဲ့တော့တစ်လုံးနဲ့ဘေးနားမှာ space ကြီးနဲ့ B ကိုတစ်လုံးနဲ့တွေ့ခဲ့ရင်ကျွန်တော်ကအင်္ဂလိပ်စာမှာ B တစ်လုံးနဲ့ဟိုမှာအတိတ်မှာမရှိတော့တယ်နော်အဲ့လို B တစ်လုံးနဲ့တွေ့ခဲ့ရင်ကျွန်တော်ကဘယ်လိုဘာသာပြန်မလဲဆိုတော့ဒါလိုဘာသာပြန်မယ်နော်နောက်တစ်ခုကကြတော့ C လည်းလိုပဲ C ကိုဒီလိုကျွန်တော်ဒီစလုံးထဲမှာတွေ့ခဲ့တာဒါ C ရ C ပဲပေါ့နော်ဒါပေမဲ့သူ့ C ကိုတနေရာတစ်လုံးနဲ့တီးခြားကြီးတွေ့ခဲ့မယ်ဆိုတော့ဘယ်လိုတိပဲယူလို့ရတယ်ဆိုတော့စီရန်ခံဆိုပြီးကျွန်တော်တို့အတိတ်ပဲလို့ရတယ်အဲ့လိုစလုံးတွေအများကြီးပဲရှိတယ်အဲ့တော့ A B C D A ရကြကျွန်တော်တာပြီးတော့နှစ်ခွသုံးလို့မရအောင်အဲ့တော့ B ရကြကျွန်တော်နှစ်ခွသုံးလို့ရတယ်နော် B နှစ်မျိုးသုံးရတယ် B ရစလုံးထဲမှာစကားစုတွေမှာရေးရင် B ရ B ပဲတစ်လုံးနဲ့ရေးရင် B ရ back C ရခံ D ရကြအဲ့လိုပဲ D ရကြ do ပေါ့နော်ကျွန်တော် E ရလည်းအဲ့လိုပဲ E ရကြတော့ကျွန်တော်တို့နှစ်ခွနောက်တစ်ခုသုံးလို့ရတာ every နော် F ကကြတော့ from ပေါ့နော်အဲ့တော့အဲ့လိုမျိုးနှစ်ခွသုံးရပြပါဖြစ်လဲဆိုတော့ကျွန်တော်ကဟိုအင်္ဂလိပ်စာမှာရန်သုံးကြတာဖြစ်တယ်တော့ from တို့ပါတော့ကျွန်တော်ဒီ can တို့ပါတော့သုံးလုံးရေးကြမလို့တော့တစ်လုံးနဲ့ရေးလိုက်စီတစ်လုံးနဲ့အလယ်မှာရေးလိုက်တာ can ပေါ့နော်အဲ့တော့ကျွန်တော်နေရာစားတတ်တာပေါ့နော်တပင်လည်းစားရတယ်သိမှုကောင်းတော့ဒါပေမဲ့ဒါကခုနပြောရအောင်26လုံးကိုကျွန်တော်နှစ်ခွသုံးရတယ်ကျွန်တော်စလုံးတွေရှိသေးတယ်အဲ့တော့အဲ့ဒါနေပြီးတော့ကျွန်တော်တို့ဘာထက်သုံးရသေးလဲဆိုတော့ဟိုမှာအင်္ဂလိပ်စာမှာကျွန်တော်တို့စလုံးပေါင်းနေမှာအရင်အသုံးများတဲ့စလုံးပေါင်းတွေရှိတယ်ဟိုမှာဘယ်လိုဟာလေးလဲဆိုတော့အရင်အသုံးများစလုံးမှာ CH တို့GH တို့အင်္ဂလိပ်စလုံးပေါင်းနေမှာအဲ့ဒါအများ
sound လေးရှိတယ် sh ပြီးတော့ဟို th ဟို ch ဆိုရင်ဟို chapter ပေါ့နော်အဲ့ဒါကျွန်တော်တို့က ch ကိုတစ်လုံးနဲ့ပဲရေးလိုက်ရုံပဲအဲ့တော့ ch ကိုတစ်လုံးနဲ့ဘယ်လိုရေးရလဲဆိုကျွန်တော်တို့ကဒီဟာတွေ့ကျွန်တော်တို့ ch ကိုရေးလို့ရတယ်အဲ့ chapter လို့ရေးခြင်း ch ဒီဟာရေးပြီး apte တော့ကျွန်တော်တို့စလုံးရေးနေကြတာ abcd ကျွန်တော် table ကနေပဲယူပြီးတော့ရေးပါတော့အဲ့တော့နှလုံးရေးမယ့်နေရာမှာတစ်လုံးပဲရေးရမယ်အဲ့ gh လည်းအဲ့လိုပဲ gh ကိုရေးချင်တယ်ကျွန်တော်တို့ကဒီလိုပေါ့နော်အဲ့တော့ course တော့ဘာလို့ရေးချင်ကျွန်တော်အဲ့လိုမျိုးရေးချင် gh နဲ့ကျွန်တော်တစ်လုံးပဲရေးရမှာပေါ့နော်အဲ့ sh လည်းအဲ့လိုပဲကျွန်တော်တို့နားဥပမာပေးရပါတော့ sh လို့ဘာလို့ဆိုတာလဲsh th လည်းအဲ့လိုပဲအဲ့တော့ကျွန်တော်အကုန်လုံးတော့ကျွန်တော်မရေးပြတော့ဘူးဆိုတော့ဘယ်လိုရှိလဲဆိုတော့ sh th ကျွန်တော် wh အင်္ဂလိပ်စာမှာသုံးကြတဲ့ဟာတွေပေါ့နော်အဲ့တော့ ed ပြီးတော့ er ပြီးတော့ ow ပြီးတော့ w ပေါ့နော်အဲ့လိုပါလေရှိသေးတယ်အဲ့တော့ဒါလည်းကျွန်တော်ခုနပြောတဲ့ abc 26လုံးပြင်တော့ထပ်ပြီးတော့ရလာတဲ့စလုံးတွေပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်နောက်ထပ်ကျွန်တော်ဘာသုံးရနေလဲဆိုတော့ကျွန်တော်သိတော့အများကြီးပြောတော့ဘာဖြစ်ဆိုကျွန်တော်တို့က Braille code ကိုအဓိကသိစေချင်တာမို့Braille ဒီ Braille code ကကျွန်တော်တို့ binary system ကိုသုံးထားတယ်ဆိုတဲ့အကြောင်းပဲကျွန်တော်အဓိကပြောပြချင်တာပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်သိရမှာကြတော့ဒီ number တွေပေါ့နော်ဒီ number တွေကြတော့ကျွန်တော် Braille code မှာဘယ်လိုရေးလဲဆိုတော့ကျွန်တော်ခုနကပြောဒီလိုအတူတူရေးတဲ့နေရာမှာတစ်ခုဖြစ်တဲ့ဟိုမှာကျွန်တော် BLE ဆိုတဲ့စလုံးပေါ့နော်ဥမာ BLE ဆိုတာဟိုမှာ ABLE လို့ကျွန်တော်တို့ပေါ့နော်NA ပဲလို့အဲ့မှာပါတယ်ကျွန်တော်ဒီ BLE ဆိုတဲ့စလုံးအဲ့ BLE ဆိုတဲ့ဟာကိုကျွန်တော်တို့ကအတူတူရေးလို့ရတယ်ဘယ်လိုရေးရမလဲဒီကောင်ရေးလို့ရမယ် BLE လို့ရေးရမယ်နော်အဲ့တော့ကျွန်တော်ဒီ BLE ရဲ့အတွက် special နောက်ထပ်သုံးလို့ရတဲ့ case တစ်ခုကကြတော့ဘယ်လိုလုပ်လို့ရလဲဆိုတော့အဲ့ BLE ကိုကျွန်တော်တို့ကဒီ code ကိုအရှေ့ကခံပြီးတော့ဒီ ABCD နဲ့ကျွန်တော်တွဲရေးလို့ရတယ်အဲ့ BLE ကိုအရှေ့ကခံပြီးတော့ဒီ A နဲ့တွဲရေးမယ်ဆိုရင် B ရဲ့အဲ့လိုတွဲရေးမယ်ဆိုကျွန်တော်တို့ကဘာတိပဲဆိုတော့အဲ့ဒါကျွန်တော်တို့အင်္ဂလိပ်ကတက်ကိုပို့သားပြတာကျွန်တော် A မဟုတ်တော့သူ့တလုံးနဲ့ဆိုရင်တော့ A ပဲအဲ့သူ့တလုံးနဲ့ဒီရှေ့ BLE သင်္ကေတပေါ့နော်ဒီသင်္ကေတနဲ့ကျွန်တော်တွဲရေးတဲ့အခါမှာအဲ့ကျွန်တော်1ဖြစ်သွားတာပေါ့နော်အဲ့တော့သူ့ကိုရေးချင်တယ်အဲ့လိုပဲကျွန်တော်တို့ဒီ BLE သင်္ကေတကိုအရှေ့မှာရေးမယ်ပြီးရင်2ရေးမယ်အဲ့ဒီမှာ space လေးကိုခြားတာပေါ့အဲ့ဒါကျွန်တော်တို့က2 3လိုက်လို့ပဲเนาะအဲ့တော့ကျွန်တော်အမှန်ဒီမှာဒီလိုအဆက်တွေရေးရနေပဲတကယ်ဟိုမှာပြင်မှာမြင်တဲ့အခါမှာဒီအဆက်တွေဒီ flap ဖြစ်နေတဲ့အဆက်တွေတွေ့ရမှာမဟုတ်ဘူးเนาะဒီကောင်3ပေါ့เนาะအဲ့တော့ကျွန်တော်ကဒီမှာဒီအဆက်တွေဒီအဆက်အသေးတွေဒါခေါ်လဲကျွန်တော်ပြော flat ဆိုတဲ့အပြောနေတာပေါ့နော်အဲ့ဒီ flat ဖြစ်နေတာလေးကျွန်တော်ဒီမှာတွေ့ရမှာမဟုတ်တကယ်ကျွန်တော်ဓာတ်လေကားမှာစီးရကမှာကျွန်တော်တစ်နှစ်3လေးရေးထားနေရာရှိတယ်အဲ့မှာတစ်တော့ပါဆိုရေးထားနေရာရှိလိုက်ဒီတစ်အပေါ်မှာဆိုရင်ဒီ flat ဖြစ်နေတဲ့အဆက်လေးတွေမမြင်အောင်တော့ဘယ်လိုပဲအဖောင်းလေးကြွားထားမှလဲဆိုတော့ဒီအရှိက G ဆိုတဲ့သင်္ကေတဆို BLE ဆိုတဲ့သင်္ကေတပါမယ်ပေဒီနာဆိုတော့ပါမယ်ရုပ်တရားကြည့်လိုက်တော့ဟိုမှာဒီလိုပုံစံလေးဖြစ်နေတယ်လို့ထင်ရလိမ့်မယ်ပေါ့နော်ရုပ်တရားကြည့်လိုက်တော့ဒါတစ်ဆိုတဲ့သင်္ကေတလေးပါတကယ်ကတော့အသင်္ကေတတစ်ခုတည်းမို့နှလုံးပေါင်းလာတာပေါ့နော်အရှိရ BLE ဆိုတဲ့သင်္ကေတရဲ့အနောက်ကတစ်ဆိုတဲ့သင်္ကေတရဲ့ပေါင်းတာအဲ့တော့ဓာတ်လေကမှာအကယ်၍နံပါတ်2ကိုခင်ဗျာဒီရာပြီးကြည့်မယ်ဆိုရင်နံပါတ်2ကလည်းအဲ့လိုလေးပဲအဲ့လိုလေးပဲပြီးရင်တော့အဲ့လိုလေးအဲ့လိုနေရမှာနော်အဲ့ကျွန်တော်ဓာတ်လေကဒီကအတက်ဆင်းလုပ်ကြည့်ရင်ဒီရာပြီးကြည့်အဲ့လိုကုတ်လေးတွေ့ရလိမ့်မယ်ဟုတ်ပြီအဲ့တော့တခုအဓိကပြောနေတာကကျွန်တော်ဒီ break code ကကျွန်တော် Morse code လိုပဲ binary system ကိုသုံးလိုက်တယ်အဲ့တော့သူ့ရဲ့အားသာချက်ကကျတော့သူကကျတော့နေရာတွေလိုမျိုးအရှိကြီးတွေရေးစရာမလိုပဲသူက fix 6နေရာဆိုသတ်မှတ်လိုက်တယ်ပေါ့နော် fix 6နေရာသတ်မှတ်ပြီးအဲ့နေရာမှာကျွန်တော်တို့က state က2မျိုးပဲရှိတယ်ကျွန်တော်ဒီ on state ကကျတော့ဘာလဲဆိုတော့အဆက်လေးကိုဖောက်ကြလေးကိုအပေါ်လေးကို raise ထားတာပေါ့နော်ကျွန်တော်တို့
Australia ကကြတော့ဘာမှမရှိဘူးပေါ့နော်သူက flat surface ပေါ့အဲ့တော့ဒီ state နှစ်ခုနဲ့နေရာ6ခုနဲ့ကျွန်တော်ကုန်စုစုပေါင်းတစ်ခုထုတ်ပါလို့ဆိုတော့2000 power 6ကုန်စုစုပေါင်း64ခုထုတ်ပါပါနော်အဲ့တော့ဟိုမှာတော့ Moscow မှာကျွန်တော်က limit မရှိဘူးကျွန်တော်ကကျွန်တော်ဘလောက်ကစတွေ့ခဲ့တယ်ဆို2000 power 5လောက်ထိကျွန်တော်တွေ့ခဲ့တာပေါ့နော် Moscow မှာတော့အဲ့တော့ဒီက2000 power 1လောက်ကနေပြီးတော့5လောက်ထိပေါ့နော်ကျွန်တော်တို့break out ကကြတော့64ခုလောက်ကျွန်တော်ဖော်ပြလို့ရတယ်ပေါ့နော်အဲ့တော့အဓိကကျွဲနေတာကကျွန်တော်တို့က binary စနစ်တွေက state နှစ်ခုလည်းရှိအောင်ကျွန်တော်ကအရောရှုပ်ထွေးတဲ့လိုမျိုးရှုပ်ထွေးတဲ့ကျွန်တော်စာရေးတဲ့စနစ်တွေကျွန်တော်ဖန်တီးလို့ရတယ်ပေါ့နော်အဲ့တော့ binary စနစ်ကကျွန်တော်တို့state နှစ်ခုရဲ့နဲ့ဘာလို့မရဘူးလို့မထင်တယ်ကျွန်တော်တို့ကဒီလိုမျိုးရိုးရှင်းရှင်းလေးနဲ့ပဲကျွန်တော်တို့အရောဒီတော့ချက်နဲ့နောက်ဆုံးကျွန်တော်ဒီစာအုပ်တွေကိုတော့ကျွန်တော်ဒီပစ္စည်းမြင်နေတယ်ဖတ်လို့ရအောင်လို့ရေးနိုင်တဲ့စနစ်ကြီးလိုမျိုးရှုပ်ထွေးတာတွေတစ်ခုလုံးတော့မှကျွန်တော် binary စနစ်နဲ့တိစောက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ Moscow နဲ့ဒီ breakout နဲ့ဆိုတာ binary စနစ်ကိုကျွန်တော်အောင်မြင်သုံးခဲ့တယ်ကျွန်တော်တို့ဒါကုတ်စနစ်နှစ်ခုပေါ့နော်အဲ့တော့ဒီအသင်ပွဲဆိုကျွန်တော်တို့ကနောက်တဲ့ကွန်ပျူတာရဲ့အခြေခံဖြစ်တဲ့ကျွန်တော်ဒီ lesson နဲ့ပတ်သက်တဲ့ circuit တွေအကြောင်းကိုကျွန်တော်တို့ကစာပြီးတော့လေ့လာလို့ရပြီเนาะအဲ့တော့ဒီ breakout ကိုကျွန်တော်တို့ Moscow ကအလုံးမဆရာလည်းမလုံးเนาะကျွန်တော်ကဘောပါလက်တွေ့သုံးအောင်လို့လည်းမလွယ်တဲ့အားတွေပေါ့နော်ဒါပေမဲ့ကျွန်တော် binary စနစ်ကိုသုံးထားတယ်ဘာကြောင့်ဒီကောင်အလုပ်ဖြစ်တာလဲအခြေခံ concept ကနေပြီးတော့ဒီလိုရှုပ်ထွေးတဲ့စနစ်တွေထိဆောက်လို့ရတယ်ဆိုတော့ကျွန်တော်တို့ဟိုနားလည်ထားရင်ကျွန်တော်တို့လုံလောက်ပါပြီเนาะဒါပေမဲ့ဒါရတဲ့ကွန်ပျူတာစနစ်ရဲ့အခြေခံဖြစ်တဲ့အတွက်ဖြစ်မနေသိထားဖို့လိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့ကတော့လောက်ပါ